တမမို့ကျွန်တော်လည်းတိုက်မယ်graduation နဲ့အဲ့ဒါအားလုံးမင်းတို့တော့ဒီလိုဒါပေမဲ့ဖြောပြည့်လက်နဲ့ကြည်သွားလမ်းကြောင်းအောင်တက်တက်စနေပြီငါတို့မင်းတို့အားလုံးကြားခွင်ရနေပြန်နားနေတဲ့အချိန်တောင်ခမ်းစစ်ကူတက်ပါလာခဲ့ကြတာဖြစ်တယ်ကွန်မန်ဒိုတက်ခွဲအတွက်ခမ909နဲ့ခလာရခွန်ကနေဗော်လန်တီယာထုတ်ထားတာဖြစ်တယ်ဒီကွန်မန်ဒိုတက်ခွဲမှာမိမိသဘောဆန္ဒအလျောက်ပါလာခဲ့ကြတာဖြစ်တဲ့အတွက်ရဲရဲဝံ့ဝံ့လုပ်ကြဖို့လိုတယ်အခုငါတို့မင်းတို့ရောက်နေတဲ့အမတ354ဟာရန်သူတွေဝိုင်းတာကိုခံနေရတယ်ဒီအခြေအနေကနေကယ်တင်ဖို့အတွက်စိတ်ဓာတ်ကောင်းကောင်းနဲ့တိုက်ပွဲဝင်ဖို့လိုတယ်
原来真的你家哪能情况？公那干的呢？兄弟公，加油喂！加油喂！阿不是喂！你咋不来？兄弟，我这个对，要知道自己的。哎，你要加油喂，兄弟。ဖိုးကြီးဒီခဏလာခင်ဗျာကိုတူးစရာရှိတာမတူးပေါ်စရာရှိတာမပေါ်ပဲနဲ့ပေါ်စီလုပ်နေရလဲကျွန်တော်ကလေးကြီးအတွက်တန်တဲ့တော်လေးဆူတောင်းပေးနေတာပါဆရာကြီး ထပ်ပြောတာဘာပြော ကလေးကြီးအတွက်ကျွန်တော်ဆူတောင်းပေးနေတာပါဆရာကြီး ဒါစစ်တိုက်နေကစားနေတာမဟုတ်ဘူးဖိုးကြီးဟိုးတောင်ကုန်းကိုကြည့်လိုက်အဲ့ဒီမှာလေမမစစ်တပ်ကကောင်တွေတိတ်နေတာအများကြီးပဲကျုပ်ပဲတေးနေရမဟုတ်ဘူးခမရဂုဏရမ်းရှိဟလားကိုကျင်းစာတရားရှိဟလားထားကိုကျင်းစာတရားအဲ့လောက်ရှိနေခမရကိုလိုက်အဲ့ဒီကိုသွားလိုက်喂，太太，喂呀，喂，ဘာဖြစ်သွားလဲ？ဘာဖြစ်သွားလဲ？အဲ့ဒါသူတို့တည်ရတယ်လေအများကြီးကြာသွားလို့စိတ်တုံနေတာ။ဦးကြီးကိုတတ်မဲ့ပတ်ရန်သွားတာ။ကျွန်တော်စက်ထဲမှာကြားတာတော့စစ်တပ်ဘက်ကဒီနေရာကို TNL တင်းချိုင်းဆိုတာစကားဝက်ပေးထားကြတယ်။ TNL တင်းချိုင်းလို့
OK， 狗爷毛给，狗爷毛给，啊，狗爷毛给，狗爷。啊！别哭！别来故意冒给啊！别来啊！专卖牛、代卖牛记的瓜，去哪里了？哎呀，俺不要加了，你是在搞戏？掐了行好，那后面能不能来把大会我？没有讲的严重的嘛，咱们年年心里路过。兄弟，讲的这么样个事啊？啊，现在路呗，我大嘛不？你看他们干啥？俺他们问你，今天俺多一场，放，走。ကျွန်တော်စစ်ကြောင်း406ကိုရှင်းပြပါပြီပြောမှာဝဲသားတွေဘယ်ဘက်ကိုဆုတ်သွားလဲဒါပဲဝဲသားတွေကမ္ဘောဇကျောင်းဘက်ကိုဆက်ပြီးဆင်းသွားပါရဲ့ဒါပဲမင်းစီမှာအနှုတ်ပြတာရှိတာဝဲသားအလောင်းဘယ်လောက်ရလဲဒါပဲကျွန်တော်ဘက်မှာအားလုံးကလီးယားပါဝဲသား6လောင်းနဲ့ဒုတ်8ချောင်းရထားပါရဲ့ဒါပဲမင်းတို့တက်ကွက်ဒီနေရာတိုက်တာဘယ်လောက်ကြာလဲငါပို့ပေးတဲ့လူတွေလည်းကောင်းနေပြီနှစ်ယောက်တစ်ပိုင်းမရှိတဲ့တက်ကွက်မင်းတို့နိုင်အောင်မတိုက်နိုင်ဟမ်ကျွန်တော်တို့ရှိရောက်လာတဲ့လူတွေထဲမှာဓနုတွေရမ်းများတယ်ဒီကောင်လေးကိုကျွန်တော်တို့ယူနီဖောင်းပေးဝယ်ပြီးတိုက်ခိုင်းရင်လေပေးဝယ်တာပဲဖတ်တယ်မှာစက်တိုက်လို့တော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးဗျာဟဲ့မင်းပြောတာငါတို့ DPR လေးကိုလှည့်ရိုက်တော့ပဲကွာနေနာမနေတာတာဟာဒီကောင်ပြောတာလည်းမှန်နေရပဲလေဓနုတွေထွက်ပြေးနေတာရာချီနေပြီကျန်ငါလူတွေအသေးခံပြီးတိုက်ပေးနေတာဘုံမွေးရဲ့စစ်နီးပြူကမှားနေအောင်လဲထည့်ပြောကြလေဗျာတနေရာတော့အင်းနဲ့အားနဲ့ဝင်မဆောက်မင်းနဲ့နေရာလုံးကခွဲပြီးတိုက်တာကမှားနေတာအထင်သေးပြီးတိုက်မှာတော့အကုန်လုံးတင်ချမှာပဲလေအခုကအမြောက်တက်တွေမကောက်ဘူးခဏတက်မတွေပါရောက်လာတာဘယ်နေရာကိုပဲတိုက်ဒရုန်းတွေကရောက်လာတာဝက်လေတို့တော့ဖြစ်နေပြီဗျာဝက်လေဟာဝက်လေဟာငါတို့ကဘာကိုကြိုးစားရမှာတရားဒီကောင်နဲ့ဘလောက်ပဲစစ်ကူလွတ်လို့အချိန်တိုင်းထွက်ပြေးမဲ့ကောင်ကြီးရှမ်းမြောက်မှာဒီတနေရာပဲကြံတော့ဆိုတာမင်းမမေ့နဲ့ရအေးပေါ့ဗျာခမ ्या နဲ့ပေါင်းပြီးကျုပ်တို့ရဲ့အမှားပဲဆိုပါတော့ကျုပ်တို့ခုပြောချင်တာခမ ्या အခုတိုက်နေတာအမြောက်တက်ဆိုတာကိုသိရလားဘယ်နေရာကိုပဲတိုက်အမြောက်ဆန်တွေကနေရာအနှံ့နေရောက်လာတာလက်နဲ့ကြီးပြစ်ကူပေးတဲ့နေရာမှာလေအင်မတန်ကျွမ်းကျင်တဲ့တက်ဗျာလောက်ဖို့ရှိရတကူကတော့တင်းချမ်းအစ်စ်ထတ်ချဖို့မရှိဘူးဟဲ့မင်းဘာစကားပြောလိုက်ဟမ်
မင်းစစ်ကောင်စီတောင်တော်တော်အချင်းကြီးနေတာဟမ်ရောဘာလို့ချင်းကြီးနေတာဒီမှာဒီကောင်တွေကတနိုင်ငံလုံးပတ်ပြီးတိုက်နေရတာမကြတော့ဘူး တောင်ခမ်းမှာရှိနေတဲ့တက်တွေရောထက်ရောက်လာတဲ့တက်မတွေရောခံချတဲ့တက်တွေမဟုတ်တော့ဘူးလိုက်တဲ့တက်တွေဖြစ်နေပြီဗျ ဘေးကော မင်းတို့ပြည်သူစစ်မှုရန်နေငါစစ်ကြောင်းအင်အားဖြည့်နေနဲ့ရောက်လာတော့ငါစိတ်ထဲမှာဘာမှမတူကြခဲ့ဘူးအားလုံးတာမန်ပဲလို့ငါထင်လိုက်တာဒါပေမဲ့မနေ့ကတိုက်ပွဲမှာမင်းတို့ရဲ့စွမ်းဆောင်ငါမြင်လိုက်ရတယ်ငယ်ငယ်ရွယ်ရွယ်ဖြစ်လက်လက်နဲ့တတိရှိရှိတိုက်ပွဲဝင်နေကြတာမြင်ရတော့ငါကြည့်နေတယ်မင်းတို့ငါတို့တက်ရဲ့စင်လာတိုင်းမှာကျင်တာမင်းတို့အခုလက်ထဲမှာကင်ထားတဲ့မောင်းပြန် rifle တွေပြင်တရင်တက်ခွဲစင်လက်နက်မှန်သမျှအချိန်မီကင်တွေပြစ်ခတ်နိုင်အောင်လေ့ကျင့်သင်ယူထားကြတိုက်ပွဲအနေထားနဲ့လူအပြောင်းလဲဖြစ်လာခဲ့နေရာစုံကနေတိုက်ပွဲဝင်နိုင်ဘူးလို့ငါပြောသဘောပေါက်လား ဘောပါပါ ဒါနဲ့နေပါဦးကွာမင်းတို့နှစ်ယောက်ကတောင်ခမ်းရပဲဆိုဘယ်လိုလုပ်တက်ထဲရောက်လာ ယုံကြည်အတိုင်းမှပုံမူရောက်လာပြန်ပြီငါတော့မင်းတို့တွေ့လန့်နေတယ်ဟာဟဲ့မင်းတို့ငါ့ကိုတနက်လာပြင်ခိုင်းနေတာတနက်လာတိုက်ခိုင်းတာဟမ်မင်းကတနက်မှလည်းကြီးတယ်ကြီးပဲဟမ်တွေ့လားအဲ့မင်းဘယ်လိုမျိုးစစ်တိုက်နေကြတော့ဟမ် 啊，这也快拉风了嘞！咱那在屋里的，过个在新闻没人用的呀。 ဟာလား အာဆရာကြီးအပေါ်မှာပွဲဘယ်လောက်ပြက်နေလဲဆရာကြီးမသိဘူးဆရာကြီးမျိုးကျွန်တော်နဲ့စကန်းကုန်းလိုက်ခဲ့ဆရာကြီးကိုယ်တိုင်ကျွန်တော်နဲ့လိုက်တိုက် အေးလိုက်မယ်ငါလည်းဒီမှာတနက်ပြင်ရတာပြေးလိုက်မင်းတို့နဲ့စက်ခန်းပေါ်မှာလိုက်တိုက်မယ်နော်ဟာလာကဲဝိုင်းကိုငါ့ကိုဘုံလည်းမသိဘူးကွာဟာတမဘူး တိခံလိုက်ပါဗျာဒီလောက်လက်မနဲ့အောင်ပြစ်နေရတနက်တိုက်ချိန်ပဲရှိပါမယ်ဟုတ်ပြီလား တမန်ဒီကစကန်းတိုက်ရင်လေကျွန်တော်ခေါ်ပါဗျာ တန်ရတဲ့စစ်တီကိုဆွဲချပြီးတော့ပြန်အတက်မှာထိတာပါခင်ဗျ ဒီကောင်အများကြီးလှုပ်သွားခဲ့တာမင်းတို့လောင်းတော့ပြန်ရခဲ့တယ်မလား ရပါတယ်တမောင် တိချာကြိုးပေးလိုက်ပါကြံခဲ့တဲ့သူ့ရဲ့ပစ္စည်းတွေစနစ်တကျပြန်ယူခဲ့တယ်